No, City ကိုလုံးဝမကြိုက်ပါဘူး City ကိုလုံးဝမကြိုက်ဘူးဗျ Newcastle ပဲအဆင်ပြေသွားလိမ့်မယ်ထင်ပါတယ်ကျွန်တော်ညီကိုရေအားလုံးပဲမင်္ဂလာပါကျွန်တော်တို့မတွေ့ရတော့လေးကြာသွားခဲ့ပြီဒီနေ့မှာကျွန်တော်တင်ဆက်ပေးမယ့်ပွဲစဉ်ကတော့ Manchester City နဲ့ Newcastle ပွဲစဉ်ပဲဖြစ်ပါတယ် Newcastle အင်ကွင်းမှာ Manchester City အနေနဲ့လာကန်ရပါမယ်ဗုဒ္ဓဦးနေ့မနက်မှာကန်မယ် EFL Cup Semi Final ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်ဗျကျွန်တော်ဒီပွဲစဉ်ကိုကျွန်တော်သုံးသပ်ပေးပါမယ်ကျွန်တော်ရဲ့သုံးသပ်ချက်9ပွဲတိတိကိုညီကိုတွေဘက်ကလိုချင်နေဆိုရင်တော့ကျွန်တော်ရဲ့ Telegram Channel လေးရှိပါတယ်အပေါ်မှာပြထားပါတယ်ဗျအဲ့ဒီတိုင်းလေး join လာလို့ရပါတယ်ဆိုတော့ City နဲ့ Newcastle ကျွန်တော် City ကိုလုံးဝမကြိုက်ပါဘူး City ကိုလုံးဝမကြိုက်ဘူးဗျ Newcastle ပဲအဆင်ပြေသွားလိမ့်မယ်ထင်ပါတယ်ဘာကြောင့်ကျွန်တော်ဒီလိုပြောရလဲဆိုတော့ Manchester City အနေနဲ့လက်ရှိသွားနေတဲ့သူတို့ရဲ့လမ်းကြောင်းကကျွန်တော် Champions League ရဲ့နောက်ခါကျတော့ EPL နေပဲလက်ရှိမှာ EPL မှာကကြတော့ကျွန်တော် Arsenal အသင်းရဲ့အောက်ဇယားရဲ့တင်မှုရအဆင့်နှစ်နေရာမှာရှိနေတယ်ဆိုတော့ Arsenal အသင်းကိုသူတို့ဘက်ကနေပြီးလိုက်မိအောင်လဲကန်ဖို့လိုအပ်သေးတယ်ဒါကသူတို့အတွက်အဓိကအရေးကြီးအချက်ပဲဗျ EFL Cup ကလက်ရှိ Semi Final မှာပါကြော့တူကြော့ကန်ရတာပါကြော့ကျွန်တော်တို့ဒီ Newcastle အင်ကွင်းမှာလာကန်ရမယ်အဲ့ဒီခါမှာစဉ်းစားကြည့်လိုက်တစ်ချက်ပဲ Manchester City အနေနဲ့သူတို့ရဲ့ကစားသမားတွေရဲ့အကုန်လုံးထုတ်ပြီးတော့ကန်လိုက်တဲ့အခါမှာဒဏ်ရာပြဿနာကြီးရသွားခဲ့တယ်ဆိုရင်ဘလောက်ထိဒုက္ခရောက်သွားလိမ့်မလဲအကယ်၍သာ City အနေနဲ့သူတို့ဟုတ်ပြီ Newcastle အင်ကွင်းမှာသူတို့အနေနဲ့အဆင်မပြေခဲ့ဘူးထားလိုက်အောင်သူတို့ရဲ့အင်ကွင်းကြရင်လေ Newcastle ကိုကျွန်တော်ပြန်ကန်လို့ရသေးတယ်ဒါကျွန်တော်အနေနဲ့တွေးတဲ့ပုံစံမျိုးပေါ့မင်း Manchester City အနေနဲ့ရတဲ့ဖလားအကုန်သိမ်းပါပဲလေဆိုပြီးတော့တချို့တွေကပြောတတ်တယ်ဗျဟုတ်ဒီကျွန်တော်ပြန်စဉ်းစားလိုက်တဲ့အခါမှာ Newcastle အနေနဲ့လက်ရှိကျွန်တော်တို့ဒီဖလားက Newcastle အတွက်ပို့ပြီးတော့အရေးကြီးတယ်ဗျတော်တော်အရေးကြီးရယ် Manchester City မှာ FA Cup ရှိအောင်မယ် EPL ရှိအောင်မယ် EPL ကပို့ပြီးအရေးကြီးတယ် Champions League ဖလားရှိအောင်မယ်ကျွန်တော် Carabao Cup ဆိုတာကျွန်တော်အချို့ရေးဖလားအဲ့လောက်ထိအရေးပါတဲ့အထဲမှာမပါဘူးအကယ်၍ FA Cup ကိုရသွားတယ်ဆိုရင်တော့မှကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီစုကြီးကကွာသေးတယ်ဆိုတော့ကျွန်တော်ဘက်ကနေပြီးတွေးလိုက်တာရိုးရိုးရှင်းရှင်းလေးပဲ Newcastle အသင်းအနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာ Manchester City အသင်းကိုတိတ်သွားလိမ့်မယ်လို့ကျွန်တော်တော့မြင်ပါတယ်ကျွန်တော်ဗီဒီယိုကတော့တိုးသွားလိမ့်မယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာကျွန်တော်သုံးသပ်လိုက်တဲ့အခါမှာဒီအချက်ကကျွန်တော်တို့အဓိကကျတဲ့အချက်တစ်ခုဖြစ်သွားစေတယ်ဗျအဲ့ဒီအတွက်ကြောင့်ကျွန်တော်ဘက်ကနေပြီးဒီအချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးရပါညီကိုတွေအမြင်ရောဘယ်လိုရှိလဲဗျကျွန်တော်တစ်ချက်လေး comment မှာမှန်ခဲ့ပေးကြပါဦးကျေးဇူးများတင်ပါတယ်ဗျ